ကျွန်တော်ကတော့အနေနဲ့များတဲ့ဘောမထားတယ်နော်နောက်ပြီးတော့ဘယ်လိုရှိမလဲအားလုံးမင်္ဂလာပါမမိုးဖူလာနဲ့ပြန်လဲကြိုးဆိုတယ်ဒီညကျွန်တော်ဖတ်3ရိုက်မယ်ဒီနေ့ဖတ်3ရိုက်မယ်ဆိုတော့ကျွန်တော်နေ့လယ်စာမနေ့စာစားတာများသွားပြီများသွားတော့ကျွန်တော်ညနေပဲအစာအချိုတဲမဲ့အစားအစာလေးတစ်ခုစားမယ်ဆိုတော့စိတ်ထဲမှာပါဝင်လာတယ်တိလားကျွန်တော်တစ်ခေါက်စားဘူးတဲ့အဲ့မဟုတ်စားဘူးရန်ကျွန်တော်ဆွဲသွားတယ်မြန်မာရှိတယ်တိလားမဲစောညစီဆိုမသိရလို့မရှိဘူးအဲ့ဒီမှာဟာလာဆိုင်တစ်ဆိုင်ရှိတယ်အစုံရတယ်အဲ့ဒီဆိုင်ရဲ့ဒီဘက်လမ်းထိပ်လေးမှာမော်အုပ်လေးရောင်းတဲ့အတော်နဲ့ဦးလေး2ယောက်ရှိတယ်ကျွန်တော်တစ်ခါပဲစားဘူးလေဗျာကျွန်တော်တစ်ခါစားပြီးတော့ကျွန်တော်အရန်တတိရတယ်ဒါပေမဲ့ပထမအုပ်ဆုံးရောက်တဲ့ညမှာကျွန်တော်စားတယ်တတိရတယ်ဒီနေ့ပြန်လာတယ်အားလုံးကိုမိတ်ဆက်ပေးစီချင်လို့ကျွန်တော်ဒီမှာလာခဲ့တယ်လာခဲ့ရောက်ကျွဲတဘာဝရဲ့အလားဟန်တွေရဲ့တုံကြည့်ပြင်းပြတယ်တကယ်မှရဲ့လူမောင်လို့ခွဲတွေကနေကြည့်ဝဲမော်အုပ်လေးဆိုင်ထဲကိုရောက်နေပြီဒီမှာအတော်ရှိတယ်ကျွန်တော်တို့ကိုလတ်လတ်ဆက်ဆက်လုပ်ပြီးကျွန်တော်လတ်လတ်ဆက်ဆက်စားကြည့်ချင်တယ်ဆိုတော့လတ်လတ်ဆက်လုပ်ပြီးဒါပေမဲ့ဦးလေးကိုသတိရတယ်နော်ဦးလေးဒီဗီဒီယိုရဲ့ဦးလေးပြောလိုက်တယ်ဦးလေးကိုပြန်တွေ့ချင်တာအဲ့ဒါမပဲဘူးကဲမောင်မိုးကမဲဆောင်းမှာမော်အုပ်လေးရောင်းမှဆိုရင်မင်းတို့အားလုံးလာအားပေးကြမလားလို့သိချင်တယ်ကွာမော်အုပ်လေးစားရောင်းပြီးဒီနေ့စားပြီမဲဆောင်းညစီမှာမောင်မိုးလာအားပေးကြဒီတော့လည်းဒီဦးလေးငါ့ကိုမွေးစားလိုက်ပြီဒါဒီမှာပဲရောင်းတော့မပြန်တော့ဘူးအမေရိကရောင်းနေတာဒီရောင်းပြီးဒီနေ့စားပြီးတော့လောက်ကြရပါမယ်ဘာလို့ရှိအောင်လားမမိုးတင်နေပြီနော်နောက်ပြောင်းလာခဲ့ရမယ်အဲ့တော့မဟုတ်လေထိုင်လို့ဘယ်လိုခေါ်လဲကနုခေါ်ကနုကိုမိုက်ครับဒီထားပါครับမပဲလို့တော့ဒီမဲကိုရောင်းရအောင်မယ်လောတာချိန်ပြီးရတယ်ဒီကတနေ့လိုက်ရှင်အဲ့တော့ငါခုတ်ကြည့်ရတော့မယ်ဟုတ်တယ်တော့ကြမတော့ Are you ready? Come on. Bà phải là mua miếng khỏi thế là à đồ này uli lù về à lù về à là cho mua miếng lù khỏi à à là khám mà gì cái tí ra lù thì khám mà gì cái về cho nó đã mua lấy à sao làm mai được mua lấy à nó cô này lâu rồi à thì nhau về tỉnh này đồ sao này em xích mai mua thì là phù với chụp lông rồi này cho bún cay nó đã đồ nó cũng như là cái đó là né này nhá được không thang này nó đâu đi nó né này nhá được không thang này đó cho nó này này nó lau vô nó đồ nó đi nó cho nó này nó lau vô này này vô nó ok à cũng lâu có bao nhiêu liếp vô biết là đấy chi thứ tiền này đi xài mà bố ô lì nhà con này mẹ sau mà đi đến rồi về nhà gì cũng đi ra đấy đi đồ này đi ô lì gì mà là áp đi ra cho nó đi đi về đi ra ăn này nó đẹp nó gì đi không làm gì à đi du à rồi cho nó hôn lá sòng gì để mà thế là là cho một chỗ nó như hoàn thành là thì anh nhá thì tuyết này đâu mà tuyết này không uống xí là tôi miên đảo về chỉ số tiền này alo nào vlog mà tôi ra mày bye rồi bye bye mà mua phu la thì nhảy để đặc biệt mà mua cái nằm chỉ để vlog cả là mà không mà mua cái gì check up lại số đó mà mua cái vlog của chỉ để lưu lại là mà mua giá钱咧အရာကပါလဲဆိုတော့မမွေးရဲ့အလားကပါပြချင်အလားကပါရွေချက်ဆိုတာပါလဲဆိုတော့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးသားအားလုံးစီစီလုံးလုံးကြီးညင်းညွန်းနဲ့ဟိုတိုင်းဘာသားမှာတိုင်းတစ်ပါးမှာလာပြီးတော့ရှာပွေပြီးတော့မှစားတောင်းနေကြတဲ့လူတွေအများကြီးရှိတယ်ရုန်းကန်နေကြရတယ်ကျွန်တော်တို့လည်းနိုင်တယ်လို့မိုင်းဝန်းကူညီကြဖို့ကျွန်တော်ကပြချင်တယ်ကျွန်တော်ရဲ့အလားကပါဆိုတာဒါကိုပြောတာ
ဝိုင်းဝန်းကူညီပြီးတော့မှရိုင်းပင်းပေးကြဖို့အတွက်ပဲအဓိကကတော့โอเคကျွန်တော်ကတော့စကားကြီးအများကြီးပြောမတတ်ဘူးကျွန်တော်ကမောင်မိုးပါကျွန်တော်ရဲ့နောက်ထပ် episode မှာဆက်ပြီးတွေ့ကြမယ် hello တတာ